ဒီကနေ့ရှင်းပြပေးမယ့်အရာကတော့外食業特定2号へ接客に関する知識ဖောက်သည်ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့知識ဘဝတုဒ္ဒအစာက接客に関する知識ဖောက်သည်ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့知識ဘဝတုဒ္ဒ飲食店においてお客さんに評価満足してもらうため店舗責任者、店長などや時間帯責任者は料理の内容、サービスの内容、清潔化の問題、手違う、クレーム対応などの接客全般の責任者として行動することが求められます。佐藤さんにね、絵で評価、KPI 満足してもらう。စိတ်ချမ်းသာမှုရရှိစေဖို့အတွက်店舗責任者ဆိုင်ရာတာဝန်ရှိတဲ့လူတွေ店長などဥမာအဖြစ်ဆိုင်မန်နေဂျာတွေ時間帯責任者ချိန်အားဖြင့်တာဝန်ရှိတဲ့လူတွေ料理の内容ဟင်းလျာရဲ့အကြောင်းအရာတွေサービスの内容ဝန်ဆောင်မှုအကြောင်းအရာတွေあと清潔化の問題တန်ရှင်းမှုပြဿနာတွေ手違うအမှားတွေクレーム対応တိုင်ကြားချက်တွေကိုဖြေရှင်းတဲ့အရာတွေကို接客全般の責任者として行動することが求められる。အဲ့ဒီအရာတွေအကုန်လုံးကိုပြုလုပ်တဲ့လူကင်တွယ်ဖြေရှင်းတဲ့လူကို責任者တာဝန်ရှိတဲ့လူအဖြစ်သတ်မှတ်ထားပါတယ်။また従業員に対しては QSC スタンダード基準をはじめとする接客全般の事前モデル手本となることが求められるほか作業メニューアルの整備見直し教育とトレーニング顧客管理など従業員の指導者、管理者の役割も果たすことが求められます。နောက်ထပ်ကတော့ဝန်ထမ်းတွေအနေနဲ့ QSC စံနှုန်းတို့ QSC ရဲ့စံနှုန်း基本အခြေခံတွေကိုはじめとする接客全般の事前モデルဖောက်သည်ဝန်ဆောင်မှုဆိုင်ရာတွေကိုစတင်မဲ့လူအနေနဲ့事前モデルလက်တွေ့ model စံပြအနေနဲ့ဖြစ်လာなることが求められるほかဖြစ်လာမဲ့အပြင်作業メニューアルの整備作業လုပ်ငန်းဝင်ရဲ့メニューアルလက်ကင်ဘယ်လိုလဲメニューアルသူတို့သတ်မှတ်ထားတဲ့အရာတွေရဲ့整備ပြုပြင်ထိန်းသိမ်းတာတို့見直しကြည့်ရှုစစ်ဆေးတာတို့教育ပညာသင်ကြားတာတို့သင်ကြားရေးတို့あとトレーニングလေ့ကျင့်ပေးတာတွေ顧客管理ဖောက်သည်ဝန်ဆိုင်ရာထိန်းသိမ်းတာတွေ従業員の指導者ဝန်ထမ်းတွေရဲ့လမ်းညွှန်တာတွေ管理者ထိန်းသိမ်းစီမံတဲ့အရာတွေ役割も果たすことが求められる。အဲ့ဒီအရာတွေအကုန်လုံးကိုပြုလုပ်ရမယ့်လူအနေနဲ့အဲ့ဒီအရာတွေအကုန်လုံးကိုလည်းပြုလုပ်ဖို့လိုအပ်ပါတယ်။接客サービスにして接客サービスの特性ဟောတဲ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့特性အထူးအကြောင်းအရာကတော့日本における接客サービスの特性としておもてなし hospitality があります。ဂျပန်နိုင်ငံကတည်တဲ့အတိုင်း一号までやっぱりおもてなし hospitality ですね。おもてなしを実現するためにはお客さんに対する配慮や気遣いといったおもてなしの心がお客さんに伝わるよう店舗環境づくり従業員の教育が重要です。おもてなしを実現するためにはလက်တွေ့ဖြစ်မြောက်ဖို့အတွက်ကတော့お客さんに対するဧည့်သည်ပေါ်မှာ配慮စာနာမှု気遣いといったおもてなしの心အဲ့ဝကျေပုံမှုစိတ်ထားကお客さんに伝わるよဧည့်သည်を伝わるよဧည့်သည်သိစေဖို့မြင်စေဖို့ဧည့်သည်ပေါ်မှာおもてなしの心အဲ့ဝကျေပုံစိတ်ထားကို店舗環境づくりဆိုင်ရဲ့ပတ်ဝန်းကျင်တွေကိုづくりပြုလုပ်တာတွေ従業員の教育が重要です。ဝန်ထမ်းရဲ့ပညာရေးသင်ကြားမှုကလည်း重要ですဆိုတာအရေးကြီးပါတယ်။あと顧客満足について顧客満足ဖောက်သည်စိတ်ကြည်နံမှုရစရာနဲ့ပတ်သက်ပြီးတော့お客様は事前に期待を持って来店します。味のレベルサービスの内容、清潔感、雰囲気などについて一定の期待を持っています。ဧည့်သည်ကဆိုင်မလာခင်တည်းက期待သူ
သူမျှော်လင့်ထားတဲ့စိတ်ကူးရှိမှာပေါ့မျှော်လင့်ထားတဲ့စိတ်ကူးအတိုင်းလိုက်တင်ရှိます来電しますさようなら味のレベルအရသာတို့ service の内容ဝန်ဆောင်မှု清潔စွမ်းတနင်္ရှိလမ်းပြ雰囲気ဆိုင်ရဲ့အနေအထားတွေကိုသူသတ်မှတ်ထားတဲ့အတိုင်းမျှော်လင့်ချက်တွေယူလာမယ်ပေါ့この期待を上回れば十分に満足して帰りレピーターとして再来店する確率は増加しますအဲ့ဒီ期待အဲ့ဒီမျှော်လင့်ချက်ကိုအဲ့ဒီမျှော်လင့်ချက်以上အဲ့ဒီမျှော်လင့်ချက်ထက်ပိုပြီးတော့လှုပ်ဆောင်နိုင်မယ်ဆိုရင်十分に満足して帰りပြည်ပြကစိတ်ကျဉ်တဲ့မှုရပြီး帰りပြန်သွားမယ်ဆိုရင်レピーターとしてနောက်再来店する確率は増加しますနောက်တစ်ခါဆိုင်ကိုပြန်လာနိုင်ခြေမြင့်မားတယ်လို့ပြောချင်တာဖြစ်ပါတယ်逆に期待を下回れば不満を感じて再来店ではなく場合によって友人や知人にそのクレームを伝えます。クレームに関する情報が広がりやすく潜在的なお客さんまで減少させてしまいます。စန့်ကျင်ဘက်အနေနဲ့期待မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့ဘူးဆိုရင်ဖူမန်စိတ်မကြင်မနှက်ဖြစ်ရတယ်ဆိုရင်ဆိုင်လိုက်တင်တဲ့နောက်တစ်ချိန်လာဖို့မသေးကြတဲ့အပြင်ဘာနီရောတဲ့အခြေအနေပေါ်မူတည်ပြီးတော့ယူခြင်းရချီခြင်းနီကိုယ့်ရဲ့အတီတွေကိုလည်းそのクレームを伝えますအဲ့ဒီမကျင်တဲ့ချက်တွေကိုပြောပြလိမ့်မယ်ဟောクレームに関する情報は広がりやすくတန်ကြားချက်တွေမကျင်တဲ့ချက်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေက広がりやすいဆိုတာပြန့်လွယ်ပြီးတော့潜在的なお客さんまで減少させてしまうနောက်ဆိုင်ကိုလာနိုင်ခြေရှိတဲ့ဧည့်သည်တွေကိုလည်း減少させてしまいますဆိုတာကမလာနိုင်အလားလာရှိတဲ့ဧည့်သည်တွေကိုလည်းမလာဖြစ်စေတယ်ပေါ့အဲ့လိုပြောချင်တာ顧客満足に関する要因 QSCA 相互の関係ဖောက်တဲ့စိတ်ကျဉ်တဲ့မှုရစေနဲ့ပတ်သက်တဲ့要因အဓိကအကြောင်းအရာတွေ QSCA ですね顧客満足価値レベルに関係する要因として料理の品質 quality サービス清潔感雰囲気があります QSCA それぞれについて一つとして漏らすことなく評価を高めていくための対応が重要ですဖောက်တဲ့စိတ်ကျဉ်တဲ့မှုရစေအတွက်価値တန်ဖိုးနဲ့関係する要因ပတ်သက်ဖို့ရှိတဲ့要因အဓိကအကြောင်းအရာတွေကတော့料理の品質ဟင်းလျာရဲ့အရေးအသွေး service ဖောက်တဲ့ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေ清潔感တန်ရှင်းမှုပိုင်းတွေ雰囲気ဆိုင်ရဲ့အနေအထားတွေအဲ့ဒီအရာ၄မျိုးရှိပါတယ်それぞれについて一つとして漏らすことなくအဲ့ဒီတရားတစ်ခုပဲ၄ခုလုံးကိုအပြည့်အဝပြုလုပ်ရမှာဖြစ်ပြီးတော့တစ်ခုလောက်ပဲဖြစ်ဖြစ်ယိုယွင်းတာဘာလို့မဖြစ်ဘဲနဲ့評価を高めていくための対応が重要ですအကဲဖြတ်မှုမိမိမှာဖြစ်စေဖို့အတွက်ထိုင်ဖို့လှုပ်ဆောင်ချက်တွေက重要ですဆိုတာအရေးကြီးပါတယ်料理の品質これですねいつも通りの味分量盛り付けで提供できているか確認してくださいအမြဲတမ်းဒီရတာဒီပမာဏဒီပုံစံအတိုင်းဝန်ဆောင်မှုပေးနေလားဆိုတာကို確認してくださいစစ်ဆေးပါメニューが清潔な状況で提供されているか確認してくださいဟင်းညာကဒီတနင်္ရှင်းအနေထားနဲ့ဝန်ဆောင်မှုပေးနေလားဆိုတာကို確認してくださいစစ်ဆေးပါ注文通りに適切な温度や状態、時間で提供されているか確認してください。で、注文တိုင်းတင့်တော်တဲ့အပူချိန်အခြေအနေတိုင်းအချိန်လျော်လီရဲ့ဟင်းလျာချက်ပြုတ်တဲ့အချိန်တိုင်းဝန်ဆောင်မှုပေးနေတာဆိုတာကို確認してください。